မေးမြာဖြစ်သွားတဲ့ညီမဖိုက်တာတမ်မလီဆိုလင်းဦးရဲ့ပွဲ channel မှာရှိတဲ့ပြည်သက်အားလုံးမင်္ဂလာပါဗျာခုတက်ဆက်ပေးမယ့်အကြောင်းအရာလေးကတော့1173ပွဲစဉ်ရွှေဆန်းသွားပြီးတဲ့နောက်ညီမဖိုက်တာတမ်မလီဆိုလင်းဦးပွဲစဉ်ဟာမေးမြာဖြစ်နေတဲ့အကြောင်းပဲဖြစ်ပါတယ်1173ပွဲစဉ်ကိုပေါင်ပွဲအဖြစ်ထုတ်သက်ရမယ်ထိုင်းနိုင်ငံသူတန်ဖက်တင်နဲ့ဖိလစ်ပိုင်နိုင်ငံသူဒနီဇမ်ဘိုဝန်ကတို့နှစ်ယောက်ထဲကနေပြီးတော့စနန်ဖက်ဘက်ကနေပြီးတော့တရားပြဿနာကြောင့်အမေရိကန်နိုင်ငံဒန်ဘာမြို့မှာကျင်းပမယ့်1173ပွဲစဉ်ကိုဖျက်သိမ်းလိုက်ရပြီဖြစ်ပါတယ်မူလာပရိုမိုးရှင်းကောင်းစဉ်1173နေ့ဖြင့်နောက်နှစ်2026ခုနှစ်ကြာမှာပဲကျင်းပထိုင်တော့မယ်လို့သိရှိရပါတယ်စတန်ဒရကတော့ဒါဟာဒုတိယအကြိမ်အမေရိကန်မြေဒန်မာမြို့မှာထိုးသက်ရမယ့်ပွဲကိုလွှတ်ချော်ခဲ့တာဖြစ်ပါတယ်1178ပွဲစဉ်မှာတော့လည်းဒီလိုပဲစတန်ဟာထိုးသက်နိုင်ခြင်းမရှိခဲ့ပါဘူးစတန်နဲ့ဒမိုဝန်ကတော့ဟာငွေချင်းတွေဖြစ်ကြပြီးတော့ငွေထမ်းကစားပုံရှယ်ချက်နဲ့ဖိုက်တာတွေဖြစ်တာကြောင့်ပြည်သက်တွေကသူတို့နှစ်ယောက်ရဲ့အတွဲကိုမျှော်လင့်အားထားခဲ့ကြတာပဲဖြစ်ပါတယ်စတန်ဟာအသက်28နှစ်အရွယ်ရှိပြီးတော့1မှာ18ပွဲကစားထားပြီးတော့14ပွဲနိုင်4ပွဲရှုံးထားပါတယ်ဇမ်ဘိုဝန်ကတော့အသက်28နှစ်အရွယ်ရှိပြီးတော့1မှာ9ပွဲကစားပြီးတော့9ပွဲနိုင်2ပွဲရှုံးထားပါတယ်ပထမတည်ထားတဲ့ပွဲစတန်ဘက်ကပြတ်ခဲ့တာကြောင့်အကျိုးဆက်အနေနဲ့ကတော့အတန်ဝေးမွေထမ်းချန်ပီယံစတန်ဟာသူ့ရဲ့ချန်ပီယံရှုကဘတ်ကိုပြန်ပတ်သူ့ရဲ့တကယ်ချင်းဖိလစ်ပိုင်နိုင်ငံသူဒနီဇမ်ဘိုဝန်ကထံကိုလွှဲပြောင်းပေးလိုက်ရပြီဖြစ်ပါတယ်စတန်တော့ကတော့စိတ်မကောင်းပါဘူးမူလာတွဲဆန်း3ခုစီစဉ်ထားတဲ့1173ပွဲစဉ်ဖြတ်သိမ်းလိုက်တာကြောင့်မလို့ဒီပွဲမှာပါဝင်နေတဲ့မြန်မာဖိုက်တာတမ်မလီဆိုလင်းဦးရဲ့ပွဲဟာလည်းပြတ်သွားပြီလို့ပြောလို့ရပါတယ်တမ်မလီဆိုလင်းဦးရဲ့ပွဲကိုတော့1ဘက်ကဘယ်ကောင်းစင်အောင်မှာထည့်ပြီးတော့ပွဲတယ်လာနိုင်မလဲဆိုတာကတော့ဆက်လက်ပြီးတော့စောင့်မျှော်ရမှာဖြစ်ပါတယ်တမ်မလီဆိုလင်းဦးအများဆုံးပွဲပြန်ရပါစေလို့ဆုတောင်းပေးရင်ဗီဒီယိုလေးကိုအဆုံးသတ်လိုက်ရပါတယ်ခင်ဗျာအဆုံးထိကြည့်ရှုပေးကြတဲ့ပရိသတ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာအသစ်တင်သမျှသိရှိရအောင်ကျွန်တော်တို့ channel လေးကို like and subscribe လုပ်ပေးထားကြပါဦးခင်ဗျာ